လောက်အခိုင်မာကြီးစောက်တာမဖြစ်တော့ဘူးထင်တာပေါ့အကုန်လုံးလည်းပြီးကြသွားပြီဆိုတော့ခါကျတော့အတွင်းထဲမှာလူတွေကပိတ်မိတယ်အဲ့မှာရန်နေရလို့ရန်နေရလို့ရန်နေရဆိုဆက်လို့ Facebook ကနေကြော်ညာလိုက်တော့အားလုံးကတော့လာကြတယ်အင်အားလက်နက်ကရိယာမစုံတော့နောက်နေ့မှထွက်ရနောက်နေ့မှထွက်တော့ကလေးလေးအဲ့ကိုရင်လေးတစ်ပါးကအောက်ပိုင်းတစ်ပိုင်းလုံးကရှိကုန်တာပေါ့ဒီထုံနဲ့မိပြီးတော့အသက်20ကျော်ပေါ့ကောင်မလေးရဲ့6ဖြစ်ပြီးတဲ့အချိန်မှာရှိနေတာ53ယောက်ရှိတယ်ကျန်တဲ့ဟာလွတ်တယ်16ယောက်ကတော့လုံးဝအသက်ဆုံးရှုံးသွားတယ်အဲ့ဆယ်လို့ပြန်ပေါ်တဲ့အချိန်မှာဒီမှာကိုယ့်ရောကာရတယ်ပေါ့အကုန်လုံးလေးဒီနေ့အားလာပြေဆိုတော့ပိုပြီးစိတ်မကောင်းဖြစ်စေတယ်ပေါ့အများကြီးကျေးဇူးတင်ပါတယ်စိတ်ထဲမှာလည်းခုနပုံကလေးမြင်လိုက်ရအရန်ကုန်ပေါ့နော်တက်တက်တာရပြီးတော့အလုံးစားစားရအဆင်ပြေပါစေဆုတောင်းပါတယ်ဆယ်လေးတော့